အော်ဒါလားတွားရည်စီကမျိုးဖြစ်နေချိန်မှာတော့တွားညှိလို့ချက်ချင်းမရသေးပါဘူးတဖုံးယောဂါကိုအရင်ဆုံးကုသပြီးမှပဲတွားညှိလို့ရပါမယ်ဘာကြောင့်လဲဆိုတော့တွားညှိရဲဆိုတာတွားတွေကိုတွန်းအားတစ်ခုနဲ့ဖိရွှေ့ရတာပါတဖုံးနဲ့မယိုးတွေကစီစီကဲမျိုးကြောင့်အခြေမခိုင်မဲနဲ့တွားညှိလိုက်မယ်ဆိုရင်တွားတွေပိုလှုပ်လာနိုင်တယ်တဖုံးတွေပိုနေဆင်းသွားတာနဲ့နောက်ဆုံးတွားကျွတ်သွားတဲ့အထိပါဖြစ်နိုင်ပါတယ်ဒါကြောင့်အရင်ဆုံးတဖုံးကျန်းမာရေးပြန်ကောင်းအောင်တွားကြောက်ချက်တာတဖုံးအောက်ခြေတန်ရှင်းလုပ်ပြီးတော့တဖုံးပြန်ကောင်းပြီးစိတ်ချရပြီဆိုမှတွားညှိလို့ရပါမယ်နော်တဖုံးမှာပြီးတယ်နေပြီဆိုတာခန္ဓာကိုယ်မှာပိုးဝင်နေကြအချက်ပြပေးရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ဒီနှစ်ချက်ကြောင့်လည်းဖြစ်တတ်ပါတယ်ပထမတစ်ခုကတော့တဖုံးယောဂါကြောင့်တွားကြတဲ့မှာတွားကြောက်တင်နဲ့အစာဟောင်းတွေကရေရှည်ပိတ်မိနေပြီးတော့တဖုံးအောက်မှာပိုးဝင်ရနေပြီးတယ်နေတတ်တာမျိုးနောက်တစ်ခုကတော့တွားအာယုံကြောပိုးဝင်ခြင်းတွားပိုးစားကြာသွားတာနဲ့များတွားမြင့်အောက်တွေမှာပြီးတယ်နေတတ်တာမျိုးပါဒီတစ်ခုကတော့တွားကိုက်ဝေနာနဲ့လည်းတွဲနေတတ်ပါတယ်ဒါဆိုဘယ်လိုကုသကြမလဲပြီးဖောက်ထုတ်ပြီးတော့ပိုးသက်ဆေးတောက်တာဟာခဏတတ်နေဆိုပေမဲ့အမြစ်ကပိုးမကုန်ရင်ခဏပြန်ဖြစ်မှာပါဒါကြောင့်အမြစ်ထိကုသဖို့လိုအပ်ပါတယ်အဓိကအမြစ်တွင်နေရတဲ့အကြောင်းရင်းကိုဆရာဝန်နဲ့တိုင်ပင်ပြီးတော့တဖုံးရောက်ဆိုရင်ဒီကလင်းစင်လုပ်ရပါမယ်တွားပိုးစားခြင်းရောက်ဆိုရင်တော့တွားကြောထုတ်ကုသခြင်း root canal treatment လုပ်ရပါမယ်တကယ်လို့တွားအရန်ပြက်စီးနေပြီဆိုရင်တော့တွားနှုတ်ခြင်းအထိပြုလုပ်ရပါလိမ့်မယ်နော်ကဲဒီဗီဒီယိုလေးကနေပြီးတော့သိချင်နေတဲ့မိကုံးကြီးရဲ့အဖြေလေးတွေကိုသိသွားလိမ့်မယ်လို့ထင်ပါတယ်နော်နောက်ထပ်ပတ်သက်မိုင်းနဲ့ပတ်သက်ပြီးတော့သိချင်တာလေးရှိရင်လည်း comment မှာမှန်ခဲ့ပြီးလို့ရပါတယ်